သည်တဲ့ဘဝတစ်ခုတွေ့လှုပ်ရှားရင်လေအချိန်ရဲ့အရင်ဒီများနဲ့လုံးမပါနေခဲ့အိမ်ကိုလွမ်းလာပြီးကိုနေတဲ့မွေးရမြေပြန်ခြင်းပြီးတကယ်ပြန်ခြင်းဘယ်လိုရှေ့ဆက်ရက်ဒီမလဲပြန်တွေ့မိရင်အပြစ်မရုံဝတ္ထုတွေယူမတတ်သွေးဆောင်လဲအမြင်တွေပြောင်းလဲပြီးအိမ်ငယ်လေးလွမ်းလာပြီးပြန်ခြင်းပြီးတကယ်ပြန်ခြင်းပြီးအိမ်ပြန်မဲ့လမ်းကလေးငြိမ်းချမ်းပါစေမရှိရသည်တဲ့ဘဝတစ်ခုတွေ့လှုပ်ရှား